တကယ်အတိတ်ပဲအစစ်အမှန်ကဒီထက်ပိုပြီးတော့အသက်ရှင်ကျမ်းမာဖို့အတွက်မွေးကလေးကနေပြီးတော့တည်တဲ့စီတီခန္ဓာကိုယ်ထဲမှာမယမနာနဲ့ဒလဇက်သွားလာလှုပ်ရှားနေရတာကတော့သွေးလေနှစ်ပါးပါပဲအဲ့ဒီသွေးလေနှစ်ပါးကခန္ဓာကိုယ်ကြီးအသက်ရှင်ဖို့ကျန်းမာဖို့အတွက်အဓိကထောက်ပံ့ပေးထားတဲ့မန္တန်ကြီးများဖြစ်တာကြောင့်အင်အားကြီးနှစ်ထွေသွေးနယ်လေလို့လည်းပြောလို့ရပါတယ်အသက်ဆိုတဲ့ဝေါဟာရအသက်ဆိုတဲ့ဝေါဟာရမဟုတ်ခင်ဗျအသက်ဆိုတာဝေါဟာရတစ်ခုမဟုတ်အသက်ဆိုတာဓာတ်တဘာဝတစ်မျိုးအသက်ဆိုတဲ့ဓာတ်တဘာဝကသွေးထဲမှာတည်ရှိနေတာကြောင့်သွေးနဲ့အသက်ကအတူတူပဲလို့ပြောလို့ရပါတယ်အဲ့ဒါကြောင့်မလို့အခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကကြားဖို့မှာပါတင့်သွေးဖြင့်အသက်ကယ်ပါလို့သွေးသည်အသက်တို့ဆိုတဲ့စကားလုံးကိုစကားတွေကိုပေါ့နော်ပတ်ဝန်းကျင်မှာကြားဖို့ပါလိမ့်မယ်သွေးသည်အသက်လို့ပြောသမှတ်ဖြစ်တယ်လို့အသက်သွေးကအမြဲမနေတာဆိုတဲ့စကားလုံးစကားပုံကိုလည်းရှေ့လူကြီးသူမတွေရှေ့ဆရာသမားတွေပြောခဲ့တဲ့အသက်သွေးကအမြဲမနေတာဆိုတဲ့စကားပုံကိုလည်းအခုဒီဗီဒီယိုကိုကြည့်နေတဲ့လူကကြားဖို့ပါလိမ့်မယ်ခင်ဗျအသက်သွေးကအမြဲမနေတာဆိုတဲ့စကားကကျွန်တော်တို့အဲ့ဒီစကားလုံးကိုအတိတ်ပဲဖွင့်ရရင်ပေါ့နော်သွေးဆိုတာကခန္ဓာကိုယ်ထဲမှာအမြဲတမ်းလှည့်ပတ်လှုပ်ရှားနေမှလူကအသက်ရှင်မယ်ကျန်းမာမယ်လို့အတိတ်ပဲကောက်လို့ရတယ်လို့အနိစ္စသဘောအရဒီသွေးဒီအသက်ဒီလဲအနိစ္စသဘောအရအချိန်တန်ရင်ပျက်စီးမှာပဲလို့လည်းအတိတ်ပဲကောက်လို့ရပါတယ်ခင်ဗျဒါကကျွန်တော်စဉ်းစားမိတဲ့အတိတ်ပဲလေးကိုကျွန်တော်ကမျှဝေတာပါတကယ်အတိတ်ပဲအစစ်အမှန်ကဒီထက်ပိုပြီးတော့လဲကျေပြန့်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးမှာနော်သွေးသည်အသက်လို့ကျွန်တော်ပြောခဲ့တယ်နော်